အားလုံးပဲမင်္ဂလာပါဟိုကကတုံးတုံးထားတဲ့အကြောင်းရင်းကိုမမေးနဲ့ငါ့ကိုမမေးနဲ့ဘာလို့ဆို surprise ရှိတယ်လာဖို့ရှိတယ်အဲ့တော့ကတုံးတုံးထားတာအဲ့ကြောင့်ဘာလို့တုံးထားလဲဆိုတာကိုအနောက်မှပြောပြမယ်လောလောဆယ်ဟိုဟာပုံဖောက်မယ်ဒီနေ့စကင်အသေးဝင်လာတာတွေ့တယ်အဲ့ဒါတော့ဖောက်ကြ UC ရှိနေ UC လက်ကျန်လေးရှိနေအဲ့ဒါလေးတော့ဖောက်မလားကတုံးတုံးလိုက်လေချောတဲ့သူကချောဖို့ချောတာအခုမှအောင်ရင်းလေးနဲ့တော့တူသွားလိုက်တယ်နော်ကျွန်တော်တို့စကင်အသေးဝင်လာတာတွေ့တယ်အဲ့ဒါတော့ဖောက်ကြကျွန်တော် record လေးရဖမ်းထားလိုက်မယ်အဲ့ဒါဆိုရင်ကွက်တိချွတ်ပွင့်လိုက်ได้ UC တွေ့ကြတိုင်မှာ UC 4000ရှိတယ်နော် UC 4000ရှိတယ်အဲ့ဒါ5000ရှိတယ်ကျွန်တော်ဖင်ရိုင်း shot လုပ်ပြလိုက်အဲ့တော့ကျွန်တော်တို့တွားပြီးတော့စကင်အသစ်တွားဖောက်ကြမလားစကင်အသစ်ကဒီမှာအိုးဘောင်းလှလာကွာလှလာမင်းတို့မကြီးမလှလာရအိုးမိုက်တော့မိုက်တယ်ကွာစော်လေးနဲ့ပို့လိုက်တယ်နော်ဒါလေးလည်းမိုက်တယ်စော်လေးနဲ့ပို့မိုက်တယ်ဘာလဲလားကရတာဘာခင်ရလဲကအကားမဟုတ်ကွာဟိုဘာလဲသူတို့ဂန်အစ်စ်ဘာလဲမြင်ရတယ်လားဩဒီကြီးပဲပြောက်ပါလားဒီကြီးတော့မှရှိတော့သွားစမ်းကြည့်မယ်အဲ့တော့ UC ရောင်းလိုက်မယ် UC ဝယ်ချင်တဲ့တကယ်ချင်းများကျွန်တော်မှဝယ်လို့ရပါတယ်เนาะခုဒီဗီဒီယိုတင်ထားဆို Facebook page ဆိုလဲ Facebook page comment အောက်မှာရတယ် TikTok ဆိုလဲ TikTok profile မှာ link ထည့်ထားပြီเนาะအဲ့တော့ကျွန်တော် let's go သွားကြမှာဖြစ်ပါတယ်1000လက်ထွက်ရင်တော့မဆိုးပါဘူး UC 1000လောက်ဆိုရင်တော့ဆိုးပါအောင်เนาะမင်းက okay UC ရ จัดไปကျွန်တော်10 UC လေးနဲ့ရင်စမ်းကြည့်လိုက်โอเคဒါကြီးကတော့တော့3ပုံလောက်ဟာကွိုင်းလားရိုးကွိုင်းမဖြစ်ဘူးအဲ့ဒါတပုံโอเคစုပ်ပြတ်တယ်အောင်ဒီလား10လောက်ไป10เลย 10ပုံသွားမယ် let's go နောက်လည်း10ပုံဒီว่าဗါလဲဗီဒီယိုရသုံးစားမရကွာစကင်နဲ့တစ်ခေါက်သွားကြည့်လားတစ်ခေါက်သွားမယ်ไปလာไปต่อไปอันแรกนั่นโลကျွန်တော်ပြည့်တယ်ဆင်းပြည့်တယ်အဲ့ဒါဆိုစကစ်လေးနဲ့ထပ်သွားလိုက်မယ်နော်ခေါက်စစ်ကြောမရအောင်ပြလိုက်ဟိုးတနတ်တော့ကောင်းလိုက်လားပွင့်အောင်လားနော်โอเคနောက်တစ်ထပ်ပေါ့ဟိကွိုင်ခုမှတော့ခွန်ခိုင်းရไปชุดมาเหลาเนาะตัวเหลายังกวายโอเคကျွန်တော်တို့ UC 6000နီးပါးတော့ကျွန်တော်တို့သုံးလိုက်ကွိုင်နှစ်ကွိုင်မရသေးတယ်เนาะကွိုင်နှစ်ကွိုင်ရတယ်ကွိုင်နှစ်ကွိုင်ရယ်ခန်းတက်လက်ခုကျွန်တော် skill ခဏပြုတ်လာတယ်โอเคไม่เอาถ้ามาเติมตรงเนี้ยมันจะได้อันนึงตอนนี้16แล้วไปต่อไม่ดูแลช้อนยาเลยโฮโลยาเลยโคสก็โอเคนะสกิทเหมือนจะได้เยอะกว่าเนาะรู้สึกไหมสกิทมันจะออกง่ายกว่าป่ะใช่สกิทเนี่ยถ้าต่อมันอะไรเนาะ let's go โอเคกวายยาเลยไปต่อโอเคทั่วหูเฮ้ยนี่มันเอาเรื่องอยู่นะของเกลือถ้าแค่ไหนกว่าตายดูมันเหลือแล้วมันเหลือเนาะซ่อมบ้างไหมซ่อมเนี่ยป้งเนี่ย50เราတော့တုံးအောင်မလားမသိเนาะတော့10ပုံးလေးနဲ့စကစ်လေးနဲ့တွားကြည့်လိုက်ပါไป60ไปก่อน60นี่မထောက်ဝါရโอเคကျွန်တော် UC 1000ကုန်သွားပြီเนาะကျွန်တော်တို့သူပေးထားတဲ့ဟာတော့မပြည့်ဘူးပုံ250တော့မပြည့်သေးဘူးထပ်သွားမယ်เนาะโอเค10ကလောင်ဒါတော့တစ်ခုထွက်လိမ့်မယ်ဘာလို့ဆိုရင်10ပုံပြည့်ထွက်တာမကြောက်အောင်အန်တယ်เนี่ยမကြောက်အောင်အန်တယ်ไม่ออกเหรอนี่ไงโอเคคืออะไรเหรียญไงชิ้นส่วนไปแรกนี่แหละออกอันนี้แหละฟูลสโคปไม่ดีโอเค
โอเคကျွန်တော်တော့ပြီနော်ကျွန်တော်ဒီလောက်နဲ့ရက်လိုက်မယ်แต่ถ้า2กล่องก็ได้อันนี้อันนึงโอเคကျွန်တော်နောက်တစ်ထပ်ဖောက်လိုက်အောင်250ပေါ့คนละทีอ่ะไปต่อ เขาไม่แววได้เลขนะเนี่ย โอเคကျွန်တော်တို့ UC ဟိုဟာကုန်သွားတယ်ဆိုရင်တော့14000ပေါ့ UC 14000လောက်တော့ကုန်သွားတယ်ဖောက်မဆိုရင်တော့12000လောက်တော့ထည့်ဖောက်အဲ့ဒါဆိုရင်တော့ကွတိပဲအဲ့တော့ဘာတွေရတယ်သွားလဲမယ်လားโอเคကျွန်တော်တို့ coin နဲ့သွားလဲမယ်ကျွန်တော်အင်ဂျီတစ်ထည့်လဲလိုက်မယ်โอเคဒီလဲမယ်နောက်ပြီးတော့ကျွန်တော်တို့ဒီတော့ဘာရှိသေးတယ်သူမှာရှိသေးတာအုတ်ထုတ်လည်းမစိုးเนาะหมวกก็สวยนะแล้วไอ้လည်းမစိုးแล้วกระเป๋าก็สวยนะ อันนี้เป็นสัตว์เลี้ยงเหรอ โดนล่ม อ๋อ สักตัวอะไรมา9,000เนี่ยသေးတယ်ต่อไหมถ้าจะได้ครบต้องต่ออยากได้อันนี้เป็นกำหมวกเขาสักตัวมาอย่างกว้างน้ำแต่ตรงหูหลุดเลยสักตัวอะไรมากว้างตรงหูหลุดเพราะเอาထုတ်เลยใหม่เหรอเขาอยากได้หมวกอันนี้มันเท่ดีใช่ไหมแล้วยิงเละอะไรมันนะดูดิตรงหูอย่างเอาสุดจริงๆเราเอาထုတ်พี่ပတ်ပဲဖြစ်တခုရအောင်ပတ်ရင်လဲထားလိုက်โอเคအဲ့တော့အောက်ထုတ်တလုံးမရသေးဘူးအောက်ထုတ်တလုံးလိုသေးတယ်မတော့မှာပဲစိုက်စီသူရဆိုရယ်နော်โอเคကျွန်တော်တို့အောက်ထုတ်တလုံးထပ်ရှာမယ်နော်ကျွန်တော် UC 6000ပေါ့6000နဲ့အောက်ထုတ်လက်ရှာ Let's go တော့ไม่ออกไม่โอเคทำไมมันขนาดนั้นน่ะโอ้ย ต่อทั่วซอยแค่ไหนโอเคยาวโอเคครบแล้วတော်သုံးလိုက်ရတယ်ကွာโอเคကျွန်တော်တို့အုတ်ထုတ်လဲလို့ရပြီโอเคကွိုင်းနှစ်ကွိုင်းကြံတယ်ဘာမှမထူတော့ကွာလဲလိုက်ကောင်းမှာဒါပါလဲကလေးမယ်နိုင်ကောနိုင်လဲဟိုက်ပြီးครบเซตไปเลยเนาะได้ကွိုင်းတကွိုင်းလို့သေးတယ်တကွိုင်းပဲလို့တယ်60 60နဲ့စမ်းကြည့်မှာကွာကွိုင်းပေါက်ရင်လည်းပေါက်နေUC ပေါင်းကနေလည်းထားပြီးတော့ဖိုက်တော့လေเผื่อมันจะออกใน UC เดี๋ยวมันต้องใช้เยอะไม่ออกว่ะ Let's go แต่ควายไหมควายยากๆพี่ชี้ โอ้ ไปทีละไป มาเถอะ สกิกูทีละไป เฮ้ยไม่เคยมีชุดไหนเกลือขนาดนี้มาก่อนไอ้ดิจิอ่ะโถ่ยังไปต่อโอเคได้ละဘာမှမထူတော့မှတခွိုင်းထက်ရတယ်မှာ9ခုပဲလို့တော့ဒီက60လေးနဲ့သွားတယ်တခုလို့သေးတယ်โอเคဗျာ4ခုရတယ်ကျွန်တော်လဲမှာကဂီရီစင်โอเคကျွန်တော်တို့ UC ဘယ်လောက်ကုန်သွားတော့ UC 4000ရှိတယ်ဗျာ4000မှာဆိုတော့2400လောက်ကုန်သွားတော့24,000เนาะหมดไป UC 24,000ကုန်သွားနေမကြည့်ဘူးကြောက်14,000အဲ့တော့ဒီလာကတော့ဘာနဲ့စားရမလဲဆိုတော့ကျွန်တော်သိတဲ့အတိုင်းပဲကျွန်တော်မမားနဲ့စားပါနော်မိမပုံစံပြောင်းလဲဒါဘယ်လိုမှပြောင်းနေတာလဲมันอัพต้องอัพอะไรอยู่หรือเปล่าถึงจะได้เป็นผู้หญิงมากกว่าดีอัพอะไม่มากอะเบาเบี้ยวมาแล้วมันต้องอัพอะไรสักอย่างหรือเปล่าถึงจะได้คุณต้อง
ได้รับชุดพลังนินจาระดับนี่ไง ปลดล็อกฟีเจอร์ทั้งหมดหรือเปล่า ระดับอันติเมตและเครื่องประดับทั้งหมด อ๋อ เพื่อปลดล็อกฟีเจอร์นี้ အကုန်လုံးရမှာပြောင်းလို့ရမှာပေါ့အကုန်လုံးရဆိုဘာကြီးပြန်လို့လဲပြောင်းပါ ขาดอีกเยอะ အကုန်လုံးရဆို emo ပဲကြံတော့လဲ emo หรือเปล่าอันนี้หรือเปล่าน่าจะเป็นอันนี้นะမရသေးဘူးလား ยังหรือว่าต้องทุกอัน အကုန်လုံးလားကဲ UC ဝယ်လို့ရလားကျွန်တော်မဟုတ်လို့ရလားကျွန်တော် UC ရောင်းနေသလားအကုန်လုံးလဲရမှာလားမသိဘူးရောင်းသူကလည်းလေရောလေးနော် อืม လက်တန်းစာမလေးနော်အဲ့ဆောင်อันนี้ได้แล้วนี่ไม่น่าใช่นะเหลือแค่นี้อันเดียวแล้วช่างมันเถอะกันใช่แล้วยูซิโปโกนะตัวละ ไม่เอาก็ได้ เออ SR ခုနကကျွန်တော်ရသွားခဲ့ပါမှာခုနရစရိုက်ပါပဲခေါင်းปืนไหนวะที่ได้ไปเมื่อกี้อ๋อนี่ไงที่ตะเนี่ยทำไมไม่ได้วะต้องได้ทั้งหมดเหรอ จังมันบอกว่าชุดพลังนินจาระดับอันติเมต คืออะไร และเครื่องประดับทั้งหมด มันอัพชุดนี้ได้ด้วยเหรอไม่มีอะไรนี่ဒီဘက်မှာလည်းငါတို့ရတာပြီသားโอเคဒါတော့ပါပဲကျွန်တော်တို့ထပ်မလုပ်တော့ UC ကုန်တယ်เนาะကျွန်တော်တို့ graphic ကို HDR လေးထားမယ်ပြီးကျွန်တော်တို့ training ကွင်းနဲ့တစ်ချက်သွားပြမယ်เนาะလှလားမလှသွားကြည့်မလားမင်းညောင်လေးဒီကောင်လေးနေမကောင်းอ่ะဒီကောင်လေးကပိုလီယိုလေးဆွဲရငါကြောင်လေးပိုလီယိုလေးဆွဲစေးရုံသွားပြီးပြန်လာကောင်းသေးတယ်ကောင် น้องจะกินโปรตีน โอ้โอ้อ้าวสู้เปล่าตัวอ๋อအာတိပြီးတာအုတ်ထုတ်ဖြစ်မယ်ခုနကွာဟုတ်တယ်ဟောသွားကြည့်လိုက်မယ်ဟမ်မတ်ဖြစ်မယ်ခုနဟာလည်းနော်ဟမ်မတ်ကသူတို့ဟိုဟာဟမ်မတ်ဖြစ်မယ်တဲ့နော်တို့ရလာတယ်ဟမ်မတ်น่าจะเป็นหมวกที่เขาสู้ของเราเมื่อกี้ตัวเลยဒီမှာအုတ်ထုတ်ဆောင်းလိုက်တာနဲ့ဟိုတို့ဖြစ်သွားမှာ ซ่อนหมอกไว้อยู่ ငါအုတ်ထုတ်ပိတ်ထားတယ်อะไรวะပတ်စံထည့်ရတယ်ကွာမင်းအဲ့ဒါတွေကဟုတ်တယ်မလားပတ်စံထည့်ရင်တန်းရလိုက်ရတယ်ဘာမှမမျော်လင့်ဘူးအုတ်ထုတ်ပြန်ဖွင့်လာအော်အုတ်ထုတ်ပိတ်ဖွင့်ရဒီမှာတော့တာလို့โอ้ယောက်ျားမိုက်တယ်ကွာဒီထဲဝင်လိုက်ဒီ setting ထဲကိုနှိပ်လိုက်ကွာနှိပ်ပြီးအောက်ဒီနားမှာကွာအုတ်ထုတ်ဖွင့်ရရှိတယ်အောက်ဆုံးရင်ဆွဲချလိုက်စောမွန်နိုင်မဲ့ဒီမှာဒီကောင်ပိတ်ငါတိုင်လို့နားလဲလာတော့ယောက်ျားပုံမိုက်တယ်ကွာမင်းผู้ชายเท่กว่าယောက်ျားပုံမိုက်လို့ရော อืม ဟမ် ใช่ ดูดิโคตรเท่ คุณลุงยังนั่งรอ เฮ้ยเดี๋ยววะ นี่ถึงในตัวนี้ มาเอาลูกซองแล้วแม่แป๊กอัศวินไปเดี๋ยวแปะว้าวไม่ได้อะก็ได้ล่ะ
ကောင်းလိုက်လား bro မကြည့် oh wow oh wow okay ကျေးဇူးများတင်ပါတယ်လို့ bye bye 拜拜 ယူစီကျွန်တော်တို့မှလာဝယ်လို့ရပါတယ်ကျေးဇူးပါ bye bye လင်းချတာပြင်မယ်နောက်ပါ1000ကျော်တော့ကုန်ပါနော်ဟုတ်